အမြဲတမ်းလမ်းဆန်းတွဲကြွနေတဲ့ကိုယ့်ရဲ့အမြင်ချိန်တွေကိုပြန်လွှမ်းနေအားနေတဲ့ချိန်ဆိုကိုဝါသနာပါလေးတွေလောက်တယ်ကိုပါတော့အမြဲတမ်းခွင့်ပြုပေးတဲ့တတိတွေနဲ့လည်းတိုးခဲ့တယ်သူတို့ကိုပေါ်ကောင်းသလိုကိုသူတို့အပေါ်လည်းကောင်းခဲ့တယ်ပြောရရင်ကိုတတိကောင်းနေနဲ့တိုးခဲ့တယ်ကိုပါကြိုက်လဲဆိုတာသူတို့အမြဲတမ်းမှတ်ထားပြီးတယ်သူတို့ဈေးတွေတွားတဲ့ခါမှာလည်းညီတာကြိုက်တယ်မလားငါဒါနဲ့တွေ့ဝယ်လာခဲ့ပြီးရေးဆိုတော့မျိုးခါလေးဆိုရင်ကိုကြိုက်တဲ့အမဲတိုင်းဟင်းလည်းသူတို့ချက်ရွှေတယ်ဒါနီကြိုက်တဲ့အမဲတိုင်းဟင်းတော့ဆိုရင်ကိုလည်းသူတို့အချစ်ဆုံးဖြစ်တဲ့သူတို့သမီးလေးကိုလည်းကိုညီမရင်းချလိုမျိုးကိုချစ်ပြီးတော့ခယူဆိုင်ပြီးတယ်ခင်ကိုပင်ပန်းနေလေအိတ်ခိုင်းတယ်မျိုးကိုပါပဲလောအမြဲတမ်းခွင့်ပြုထားပြီးတယ်မကောင်းတော့တခုလက်စာထွက်နောက်ကြတာပေါ့နော်ကဲစတာပါနေ့ကငါတို့မိသားစုဝေတရားလို့သဘောထားတယ်တဲ့ကိုလည်းတွေးပါတယ်တရုတ်သေးတွေကများတော့အဖြစ်ဆိုးတော့ပေါ့နော်ကိုဆိုးတဲ့တတိနေလည်းကြုံခဲ့ရပြီးအဲ့ဒါကြောင့်မလို့ကိုဒီနေရာရောက်တော့သူတို့လည်းအကျဉ်းကြီးစုတင်တယ်ပေါ့နော်သူတို့ကောင်းတော့ကိုမြင်တယ်လို့ကိုကောင်းတယ်လည်းသူတို့လည်းမြင်ပေးတယ်သူတို့ပြောပါတယ်ငါနေတို့နေ့အပေါ်ကောင်းနေနေငါတို့အပေါ်ကောင်းနေဆိုရင်ဘာပဲဖြစ်ဖြစ်အဲ့ဒီနေ့အတွင်းမှာကိုအကောင်းဆုံးအပျော်ရွှင်ဆုံးအမှလောက်ခဲ့တယ်ခါတလေငင်းငွေပြီးထွက်သွားခြင်းတဲ့အချိန်မျိုးလေးရှိတာပေါ့တကယ်တမ်းပြည့်သွေးအကုန်လုံးပြောစရာကြီးကောင်းပါတယ်တကယ်တမ်းပြောရင်တော့အခွင့်အရေးတွေရခဲ့တာပေါ့ဘိုင်ဘိုင်